ကျွန်တော်ဒီရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ဘင်္ဂလီရေးခင်းနဲ့ပတ်သက်ပြီးတော့မှ2018နဲ့2019ခုနှစ်ကာလများမှာဒီဒေသတွေဖြစ်တဲ့ဝီဇော်မောင်တော်ဒေသတွေကိုတွားရောက်ပြီးတော့မှကိုယ်တိုင်ကွင်းဆင်းပြီးတော့မှသူရည်စနာပြုလုပ်ခဲ့သူတွေဖြစ်ပါတယ်အဲ့တော့မြေပြင်အခြေအနေကိုလက်တွေ့သိရှိခဲ့သူတူလည်းဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကျွန်တော်တို့ဘင်္ဂလီတွေကိုပြန်လည်လက်ခံဖို့ repatriation process ပြုလုပ်ဖို့ဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့think tank တွေပါဝင်မဲ့ဖြစ်ပါတယ်ဒီလိုမျိုးဆွေးနွေးတဲ့အခါမှာဘင်္ဂလားဒေ့ရှ်နိုင်ငံက think tank တွေနဲ့မြန်မာနိုင်ငံက think tank တွေဂျာပုံမှန်ဆွေးနွေးပွဲတွေပြုလုပ်ရမှာလဲကျွန်တော်အနေနဲ့ပုံမှန်ပါဝင်ဆွေးနွေးခဲ့တာ2018-19ခုနှစ်ကပဲဖြစ်ပါတယ်ခင်ဗျလက်ရှိဖြစ်ပွားနေတဲ့ကျွန်တော်တို့ဒီ ICJ မှာကျွန်တော်တရားစွဲဆိုခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အကျဉ်းမျှဆွေးနွေးလိုပါတယ်2019ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာအာဖရိကတိုက်နောက်ပိုင်းမှာရှိတဲ့ဂမ်ဘီယာနိုင်ငံကနေပြီးတော့မှအစ္စလာမစ်ဘုံအောင်ဆောင်ရေးအဖွဲ့ OIC ရဲ့အထောက်ခံမှုနဲ့မြန်မာနိုင်ငံကိုပြည်ဆိုင်ရာတရားရုံး ICJ မှာစတင်တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။ဂမ်ဘီယာကမြန်မာနိုင်ငံကိုဆွဲဆိုသွားတဲ့အမှုမှာကတော့သူတို့ရဲ့ဆွဆွဲချက်ကဘာလဲဆိုတော့ကျွန်တော်တို့1948ခုနှစ်လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးနဲ့အပြစ်ပေးရေးဆိုင်ရာသဘောတူညီချက် Genocide Convention ကိုချိုးဖောက်တယ်ဆိုပြီးတော့မှဒါမတရားဆွဆွဲပြီးတော့မှကျွန်တော်တို့နိုင်ငံကိုတရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။အဓိကချက်ကတော့2016ခုနှစ်နဲ့2019ခုနှစ်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်များနဲ့ပတ်သက်ပြီးတော့မှဒီအကြောင်းအရာတွေကိုအခြေခံပြီးတော့မှမတရားဆွဆွဲပြီးတော့မှတရားစွဲဆိုခဲ့ခြင်းဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဂမ်ဘီယာနိုင်ငံကိုကြည့်မယ်ဆိုရင်ဂမ်ဘီယာနိုင်ငံသည်မြန်မာနိုင်ငံနဲ့မိုင်မောင်းထောင်ချီဝေးတဲ့အာဖရိကတိုက်ရဲ့အနောက်ပိုင်းမှာတည်ရှိတဲ့နိုင်ငံငယ်လေးတစ်နိုင်ငံပဲဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဂမ်ဘီယာမှာမြန်မာနိုင်ငံကိုတရားစွဲဆိုဖို့အတွက်ဒါကဥပဒေကြောင်းအရတာဝန်မရှိပါဘူး။ကျွန်တော်တို့ဂမ်ဘီယာက OIC ရဲ့ proxy တက်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဂမ်ဘီယာနဲ့မြန်မာနိုင်ငံကြားထဲမှာအငြင်းပွားမှုလည်းဘာမှမရှိနေပါဘူး။နောက်တစ်ခုကတော့သူတို့ဒီဖြစ်ပွားတယ်လို့ဆွဆွဲတဲ့နေရာသည်ဂမ်ဘီယာနိုင်ငံတွင်းမှာရှိတာမဟုတ်သလိုပဲဂမ်ဘီယာနိုင်ငံသားတွေအပေါ်မှာလည်းတက်ရောက်မှုစုံစရာမရှိဘူးဆိုတော့တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ဂမ်ဘီယာနိုင်ငံရဲ့ဆွဆွဲချက်တွေဒီဒါတစ်ဖက်သက်သာဖြစ်ကြောင်းတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်း2020ပြည့်နှစ်ဇန်နဝါရီလမှာကတော့ ICJ ကနေကြားဖြတ်အမိန့် provisional measures ကိုချမှတ်ခဲ့ပြီးတော့မှဒါက6လတစ်ကြိမ်အစီအရင်ခံစာတင်ပြရန်ဆိုပြီးတော့မှကျွန်တော်တို့လှုပ်ဆောင်ခဲ့ရဆိုတော့တွေ့ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွေကလည်းမိမိတို့အနေနဲ့ပေါ့လေကျွန်တော်တို့ကမ္ဘာမိသားစုအဖွဲ့ဝင်နိုင်ငံတနိုင်ငံပြည်သားစွာနဲ့အစီရင်ခံစာများကိုပုံမှန်တင်ပြခဲ့တာရှိပါတယ်ဒါပေမဲ့တစ်ဖက်ကလည်းဂမ်ဘီယာပေါင်းတခြားနိုင်ငံတွေကလည်းဒါကလုံလောက်မှုမရှိဆိုပြီးတော့မှဝေဖန်တာတွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်မြေလို့ပင်ဆိုစိတ်ကမှုမြန်မာနိုင်ငံအနေနဲ့ကတော့မိမိတို့လှုပ်ဆောင်ရမယ့်တာဝန်တွေကိုဒါကြေပြောင်းထမ်းဆောင်ခဲ့တယ်ဆိုတာကျွန်တော်တို့ဒါတွေ့ရမှာဖြစ်ပါတယ်ဆက်ပြီးတော့မှ2022ခုနှစ်ဇူလိုင်လမှာကတော့ဒါတရားရုံးကနေမြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်တွေကိုဒါပယ်ချပြီးတော့မှသူတို့မှာစီရင်ပိုင်ခွင့်ရှိရဆိုပြီးတော့မှအတည်ပြုခဲ့ကြောင်းတွေ့ရမှာဖြစ်ပါတယ်ဂမ်ဘီယာအပြင်ကနေဒါဒိန်းမတ်ပြင်သစ်ဂျာမနီစတဲ့နိုင်ငံ17နိုင်ငံကလည်း article ကျွန်တော်63ရဝင်ရောက်ဆက်ဖက်ခွင့်ရရှိခဲ့တယ်ဆိုတော့လည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့မှဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒီအမှုဟာလက်ရှိအခြေအနေမှာတော့ဒါအကြောင်းအရာစစ်ဆေးမှုအခြေအနေကိုရောက်ရှိနေပြီးတော့မှနိုင်ငံတော်သမ္မတရုံးနှစ်ပြည်တော်စုဝန်ကြီးဦးကိုလိုင်ဦးဆောင်ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံအေဂျင့်အနေနဲ့ကျွန်တော်နယ်သာလန်နိုင်ငံဟိတ်မှာရှိတဲ့ကျွန်တော် ICJ ကိုရောက်ရှိနေပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှခုခံခြေပနေတယ်ဆိုတာကျွန်တော်တို့ဒါတွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ ICJ မှာဖြစ်ပွားခဲ့တဲ့အမှုတွေဒီဒါအချိန်တိုတွင်ပြည့်ပြတ်သွားတာမဟုတ်ဘဲနဲ့နှစ်ပေါင်းများစွာကြာမြင့်နေရှိတယ်ဆိုတော့လည်းကျွန်တော်တို့ဒါသတိထားမှာပဲဖြစ်ပါတယ်။တနည်းအားဖြင့်တော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်နယ်သာလန်နိုင်ငံမှာရှိတဲ့ဒါ ICJ တရားရုံးကိုမြန်မာနိုင်ငံကိုစားပြုတဲ့ကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေခြင်းကမြန်မာအစိုးရရဲ့တရားဝင်မှုကိုပြသနေတာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့မှဥပဒေကြောင်းဆိုင်ရာတက်ရောက်မှုများနဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ဆိုတော့2020ပြည့်နှစ်ကချမှတ်ခဲ့တဲ့ဒီကြားဖြတ်အမိန့်ဟာတော့လက်ရှိမှာဆက်လက်တည်ရှိနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကတော့ဒါကလိုက်နာမဲ့တာဝန်ကတော့ရှိနေသေးပဲဖြစ်ပါတယ်အဲ့ဒီအတွက်မြန်မာနိုင်ငံဟာပုံမှန်အစီရင်ခံစာများတင်သွင်းနေတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီအောင်မြန်မာနိုင်ငံကမလိုက်နာဘူးဆိုပြီးတော့မှ ICJ ကလုံခြုံရေးကောင်စီကိုတင်သွင်းခဲ့မယ်ဆိုရင်ကတော့လုံခြုံရေးကောင်စီမှာကတော့ဆွေးနွေးမှုတွေဖြစ်ပေါ်လာနိုင်ပြီးတော့မှကျွန်တော်တို့ဒီလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံကြီးတွေကြားမှာလည်းဒါကအငြင်းပွားမှုတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာမိတ်ဆွေနိုင်ငံတွေရှိပါတယ်ရုရှားနဲ့တရုတ်လိုမျိုးမိတ်ဆွေနိုင်ငံတွေကြောင့်သူတို့ရဲ့ဗီဒီယိုအာဏာကိုအသုံးပြုနိုင်တာကြောင့်ကျွန်တော်တို့နိုင်ငံအတွက်အကာအကွယ်ရှိနိုင်တယ်လို့ကျွန်တော်တို့ဒါသုံးသပ်လိုပါတယ်ကျွန်တော်ဆက်လက်ပြီးဆွေးနွေးလိုတာကတော့ဒါကတန်တမန်ရေးရာတက်ရောက်မှုများပဲဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ကဘာကြီးဒီဒါ unipolar လို့ခေါ်တဲ့ဒါဧကမန်နိုင်ကဘာကနေပြီးတော့မှကျွန်တော်တို့မာဒီပိုလာလို့ခေါ်တဲ့ဒါ
မန်နိုင်ဆုံးကဘာကိုကူးပြောင်းသွားနေတာပဲဖြစ်ပါတယ်ကဘာပေါ်မှာအင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းရဲ့ကြီးစိုးမှုဟာတဖြည်းဖြည်းနဲ့အင်အားကျဆင်းလာပြီးတော့မှဒါနိုင်ငံတကာအဖွဲ့အစည်းတွေအင်အားကြီးနိုင်ငံအသစ်တွေထပ်မံပေါ်ထွန်းလာတယ်ကိုလည်းကျွန်တော်တို့ဒါတွေးရမှာပဲဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့နိုင်ငံကိုနိုင်ငံကြီးတစ်နိုင်ငံအင်အားကြီးနိုင်ငံကြီးတွေသို့သီးမဟုတ်ဟာလာအနောက်အုပ်စုကနေပြီးတော့မှဖိအားပေးပိတ်ဆို့မှုတွေတန်တမာရေးရာပိတ်ဆို့မှုတွေလောက်ကောင်းလောက်လာနိုင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့မှာဟာလာအခြားအင်အားရှိပြီးသားဖြစ်တဲ့မိတ်ဆွေနိုင်ငံကြီးတွေလည်းရှိနေပြီးသားဖြစ်ပါတယ်ဒီနိုင်ငံတွေနဲ့ကျွန်တော်တို့အနေနဲ့ပုံမပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့လည်းကျွန်တော်အနေနဲ့သုံးသပ်လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါကုလသမဂ္ဂအဖွဲ့အစည်းရဲ့ဒါအခမ်းကဏ္ဍပဲဖြစ်ပါတယ်ဒီရေးခင်းနဲ့ပတ်သက်ပြီးတော့မှနောက်လာမယ့်နှစ်တွေအတွင်းမှာလည်းဒါကုလသမဂ္ဂအထွေထွေညီလာခံနဲ့လုံခြုံရေးကောင်စီအပါအဝင်ဒီအဖွဲ့အစည်းတွေမှာလည်းလက်ရှိဖြစ်ပွားနေတဲ့အမှုနဲ့ပတ်သက်ပြီးတော့မှဆက်လက်ဆွေးနွေးမှုတွေလည်းရှိကောင်းရှိနေနိုင်တယ်လို့ကျွန်တော်အနေနဲ့တော့ဒါသုံးသပ်မိပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကိုဒါမတရားဆွဆွဲတဲ့လူမျိုးစုံတပ်ဖြတ်မှုဂျီနိုဆိုက်ဆိုတဲ့စကားရဲကြောင့်နိုင်ငံရဲ့ပုံရိပ်ကတော့ကျဆင်းသွားရပါတယ်ကျွန်တော်တို့ဒီဒါနိုင်ငံအနေနဲ့ဒါမဟုတ်မမှန်ဆွဆွဲတွေခံနေရကြောင်းကိုကျွန်တော်တို့ကဘာကိုတက်တည်ပြသွားဖို့လည်းလိုအပ်ပါ